ကမ္ဘာအေးဆုံးရာသီဥတုမှာလူတွေဘလို့ရှင်သန်နေထိုင်ကြတယ်လဲ။စိုက်ဘေးရီးယားအရှေ့မြောက်ဒေသမှာနေတဲ့လူတစုဟာလူများတွေးတောင်မတွေးနိုင်တဲ့အစွန်းရောက်ခြေအနေတစ်ခုမှာရှင်သန်နေထိုင်နေကြပါတယ်။အဲ့ဒီနေရာကတော့ကမ္ဘာပေါ်မှာအေးဆုံးနေရာလို့လူသိများပြီးအနိမ့်ဆုံးအပူချိန်ဟာ3ညအောက်80.1ဒီဂရီစင်တီဂရိတ်ရှိတဲ့ဝိုင်မယာကွန်ဒေတာဖြစ်ပါတယ်။အဲ့ဒီဒေတာမှာရှင်သန်နေထိုင်ဖို့ကပင်ကိုဘီစနဲ့မဆိုင်တော့ပဲမျိုးဆက်လိုက်လက်ဆင့်ကမ်းဖို့လိုအပ်တဲ့ခိုင်မာတဲ့အသိပညာတစ်ခုဖြစ်ပါတယ်။ဒေတာခံမျိုးသမီးတွေအတွက်တာမန်စီဝကမအလုပ်အများစုကအေးဒဏ်ကိုတွန်းလှန်ဖို့ဖြစ်ပါတယ်။အဲ့ဒီဒေတာရဲ့အိမ်သာအများစုကအိမ်ပြင်ပမှာစောက်ထားတဲ့တစ်သားအိမ်သာဖြစ်တာကြောင့်ညပေါ်သွားနှုန်းနေအောင်အမျိုးသမီးတွေဟာတနေ့ကိုရေ800မီလီလီတာထက်ပိုမတောက်တဲ့ရှင်သန်မှုစီးမြင့်ကိုတီထွင်ခဲ့ကြပါတယ်။ဒါအပြင်တမရာသုံးပစ္စည်းတွေကအနိမ့်ဆုံးအပူချိန်အောက်မှာကျွတ်ဆက်သွားတတ်ပါတယ်။အသုံးပြုပြီးသားပစ္စည်းကိုချက်ချင်းမစွန့်ပစ်ရင်ချက်ချင်းကြောက်ခဲဖြစ်သွားပါတယ်။ဒါကြောင့်အမျိုးသမီးများစုကကိုယ်တိုင်ထွင်ထားတဲ့အပူပေးပက်တွေကိုအသုံးပြုကြပါတယ်။အဲ့ဒီဒေတာကဘာလို့တိတ်အေးနေလဲဆိုရင်ပေးပက်လေဟာတောင်တွေနဲ့ဝန်းရံထားပြီးမြေမျက်နှာတွင်ပြင်ကရေခဲပကံလုံးကြီးနဲ့တူပြီးအာရိတ်မုတ်တရာရဲ့တောင်ပစီးစင်းနဲ့လေအေးထုကိုခွက်ထဲထည့်ထားသလိုဖြစ်နေတာကြောင့်ဖြစ်ပါတယ်။မြေပြင်ရဲ့အေးခဲမြေကမီတာ100အောက်နဲ့တာမို့အိမ်ကိုမြေပေါ်တိုက်ရိုက်ဆောက်လို့မရပါဘူး။ဒေတာခံတွေကတစ်သားတွေကိုမြေကြီးထဲမြုပ်ပြီးမြေပြင်နဲ့အိမ်1မီတာလောက်ချတဲ့ခြေမြင့်အိမ်တွေဆောက်လုပ်ကြပါတယ်။ဒီဒေတာမှာခေါင်းလျှော်တာဟာလည်းအလုပ်တစ်ခုပါမိဖို့ပဲအမြန်လျှော်ပြီးရေနွေးငွေ့နဲ့အမြန်ချောက်ခံရပါတယ်။2မိနစ်လောက်နောက်ကျတာနဲ့ဆံပင်ကမာခဲသွားနိုင်ပါတယ်။ဆေးရုံသုံးကိရိယာတွေကိုလည်းဆီလီကွန်ဆွတ်ထားရပါတယ်။အေးခဲပြီးလူနာသားမှာကပ်မနေအောင်ပါ။ကလေးမွေးပြီးပထမ3ရက်ကအသက်အန္တရာယ်စိုးရိမ်ရတဲ့ရက်တွေဖြစ်ပါတယ်။အတမဆုံးကလေးလောက်ပဲအသက်ရှင်နိုင်ကြပါတယ်။မိခင်များစုကမမွေးခင်2လလိုတဲ့ကကလေးမိဖွားဖို့မျိုးတက်ကြပါတယ်။အေးဒဏ်ခံနိုင်အောင်ဒေတာခံတွေဟာတမင်စီးအိတ်နဲ့ရေနွေးအိတ်လုပ်ပြီးပင်လယ်ဖြန်တည်နဲ့လက်အိတ်ချုပ်ပါတယ်။ကယ်လိုရီမြင့်အောင်မြင်းသားနဲ့တမင်သားကိုအစိမ်းစားကြပါတယ်။ငါးကိုအေးရိုက်ပြီးအစိမ်းလိုက်လီးစားကြပါတယ်။ကဘာကြီးပူနွေးလာတာနဲ့အမျှအေးခဲမြေတွေအကြီးပြောလာတာကြောင့်အဲ့ဒီဒေတာကအိမ်တွေဆက်ရိုင်းလာပါပြီးခီးသွားတွေကအဲ့ဒီဒေတာမှာမျက်တောင်မွေးရေခဲနေပုံတွေလာရိုက်ကူးနေကြချိန်ဒေတာခံတွေကအဲ့ဒီဒေတာကိုစွန့်ခွာဖို့စူးစမ်းနေကြပါပြီ။ဘောကနေထိုင်မှုခက်ခဲကြမ်းတမ်းလဲဝိုင်မယာကွန်ကနမေကြီးအသက်ရှည်ဒေတာတစ်ခုဖြစ်ပါတယ်။အေးလုံးလို့အချိန်တွေတောင်နေသွားပုံရလို့ဖြစ်ပါလိမ့်မယ်။ဒီလိုမျိုးနေစဉ်ဗဟုသုတတွေအတွက် Daily Bite ကို follow ပေးခဲ့ကြပါအောင်။